ရုပ်ရှင်အစမှာဆရာ Agent Charlie အကြောင်းပြသထားပါတယ်။ Charlie ဟာဆရာအတွက်ဟက်ကာတယောက်အနေနဲ့အလုပ်လုပ်ပါတယ်။သူဟာဟက်ကာလုပ်တာမှာအလွန်ကျွမ်းကျင်ပါတယ်။ဒါအပြင်စက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးလည်းအလွန်နဲ့ဆိုင်တဲ့အသိပညာရှိပါတယ်။ဒါကြောင့်ပဲသူဟာအသစ်ဆန်းတစ်ခုခုကိုအမြဲတမ်းဖန်တီးနေတတ်ပါတယ်။စနေတနင်္ဂနွေအားလပ်ရက်မှာတော့အထူးပုံးတစ်လုံးကိုသူအလုပ်ရှုပ်နေရင်လုပ်နေလို့အဲ့ဒီအချိန်မှာပဲသူ့ဇနီး Miranda ကသူမလေစိတ်ကိုခဏနေရင်ထွက်ရတော့မယ်လို့ပြောလိုက်ပါတယ်။ဒါကိုသူကြားတဲ့အချိန်မှာပဲ Charlie ချက်ချင်းရက်လိုက်ပြီးအိမ်ထဲကိုဝင်သွားပါတယ်။ Miranda ပစ္စည်းတွေကိုထုတ်ပိုးပြီးတော့အပြင်ကိုထွက်လာပါတယ်။ Charlie ကသူမလန်ဒန်ကိုရက်ဘလောက်သွားမလဲလို့မေးတော့ Miranda က3ရက်တာပွဲပါပဲ။ဒါပေမဲ့ချမ်းသာတဲ့လူကြီးသူမအများကြီးလာမှာမို့စုစုပေါင်း4ရက်ကြာမယ်လို့ပြောလိုက်ပါတယ်။ Charlie ကဒီ4ရက်ကိုသူဘယ်လိုဖြတ်တန်းရမှန်းမသိဘူးလို့ပြောပါတယ်။မိတ်ဆွေတို့ Charlie နဲ့ Miranda ဟာတယောက်ကိုတယောက်အရန်ချစ်ကြပါတယ်။သူတို့စကားပြောနေတော့ Miranda မှာထားတဲ့တက္ကစီကအိမ်ရှိရောက်လာပါတယ်။အဲ့ဒီနောက် Miranda တက္ကစီပေါ်တက်ပြီးထွက်သွားလိုက်ပါတယ်။နောက်တနေ့တနင်္လာနေ့မှာ Charlie ဟာဆရာရုံးကိုအလုပ်လာလုပ်ပါတယ်။သူချစ်ရအဆောက်အုံထဲကိုဝင်တာနဲ့သူ့ရဲ့အသေးစိတ်အချက်လက်တိုင်းကိုကင်မရာတွေကထောက်လှမ်းနေပါတယ်။လုံခြုံရေးစစ်ဆေးမှုအပြည့်အစုံလုပ်ပြီးမှသာသူ့ကိုအတွင်းကိုဝင်ခွင့်ပေးပါတယ်။ Charlie ပုံမှန်အတိုင်းအလုပ်လုပ်နေချိန်မှာပဲရုတ်တရက်အခြားဟက်ကာတယောက်ကဆရာရဲ့အလွန်ခိုင်မာတဲ့လုံခြုံရေးစနစ်ကိုဖောက်ထွင်းဝင်ရောက်လာပါတယ်။ Charlie ချက်ချင်းပဲအဲ့ဒီဟက်ကာကိုခရိုင်စနစ်ထဲကနေထုတ်ပစ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီဟက်ကာက Charlie စီကို message တစ်ခုပို့လိုက်ပါတယ်။အဲ့ဒီဟက်ကာရဲ့နာမည်ကအင်ခေါ်လိုက်ပါသူမကဒါဟာသူမရဲ့နာမည်ရင်းမဟုတ်ဘူး။သူမက Charlie အတွက်အန္တရာယ်မဟုတ်ဘူးလို့ပြောပါတယ်။ Charlie ကစနစ်ထဲကိုမှားပြီးဝင်မိတာဆိုရင်ဘာမှပြောမှာမဟုတ်ပေမဲ့ဒီလိုမှားမျိုးကဘယ်တော့မှမဖြစ်တတ်ဘူး။ဒါကြောင့်ရည်ရွယ်ချက်ကိုပြောပါလို့ပြောပါတယ်။မပြောရင်ကဘာပင်နေရာမှာပုံနေနေသူ့ကိုရှာပြီးဆွဲရကိုလိုက်ခိုင်းမယ်လို့လဲ Charlie ကချင်းချောက်ပါတယ်။အင်ခေါ်ရင်ကသူမဟာမနှက်ဖြန်မှာသူ့အတွက်အရန်ရေးကြီးတဲ့သတင်းတစ်ခုပေးမယ်သူ့တထေးအကြောင်းနဲ့သူ့တထေးဟာတစ္ဆာဖောက်တစ်ယောက်ဖြစ်တယ်လို့သူမကပြောပါတယ်။အခုချိန်မှာတော့ဒီထက်ပိုပြီးဘာမှမပြောနိုင်သေးဘူးလို့လည်းဆိုပါတယ်။ဒါကိုကြားတော့ Charlie ကသူ့သားလို့ချင်းရင်သူမရဲ့ဒီနေရာကိုခြေရခံလို့ရတယ်။သူမဟာတူရကီနိုင်ငံကမှန်သူသိပြီးသားပဲဒါကြောင့်သူနဲ့ဂိမ်းမကစားပါနဲ့အမှန်တိုင်းပြောပါလို့ပြောပါတယ်။အဲ့ဒီနောက်အင်ခေါ်ရင်ကအမှန်တိုင်းကိုပြောပြပါတော့တယ်။သူမက Charlie အထက်ကတထေးနှစ်ယောက်စလုံးဟာတစ္ဆာဖောက်တွေဖြစ်တယ်။ဒါပေမဲ့သူတို့အထက်ကဒုတိယကြီးကဲ Elizabeth ကတော့အလွန်ကောင်းတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်လို့ပြောပါတယ်။သူ့တထေးတွေဖြစ်တဲ့ Russell နဲ့ Opa ဟာမနှက်ဖြန်မှာတနေရာမှာအကြမ်းဖက်တိုက်ခိုက်မှုတစ်ခုလုပ်ဖို့စီစဉ်နေတယ်လို့ပြောပါတယ်။ဒါကိုကြားတော့ Charlie အလွန်တုန်လှုပ်သွားပါတယ်။သူမကိုဘာလို့ယုံရမှာလဲလို့သူကမေးတော့ Nicoline က Master Computer ထားတဲ့ပင်မစာပါခန်းကိုချက်ချင်းသွားကြည့်ပါလို့ပြောပါတယ်။ Charlie ပိုတုန်လှုပ်သွားပါတယ်။အင်ခေါ်ရင်ကဆရာအတွင်းက Master Computer ရဲ့ဒီနေရာကိုဘယ်လိုသိတယ်လဲလို့သူတွေးမိပါတယ်။အင်ခေါ်ရင်ကသူမဟာဆရာချက်လက်တွေအများကြီးကိုသိတယ်။အခုတော့သူမကိုယုံလောက်ပြီလို့ပြောပါတယ်။မတွေးဝင်စွာနဲ့ Charlie ဟာပင်မအခန်းကိုသွားပါတော့တယ်။အဲ့ဒီကိုရောက်တာနဲ့သူဟာကွန်ပျူတာမှာအင်ခေါ်ရင်ရဲ့ဒီနေရာကိုခြေရခံတော့ပါတယ်။ဒါပေမဲ့အင်ခေါ်ရင်ရဲ့ virus ဟာအဲ့ဒီကွန်ပျူတာထဲမှာရှိနေပြီးသားကိုသူတွေးလိုက်ရပါတယ်။ဒါကိုမြင်တော့ Charlie အလွန်အံ့အားသင့်သွားပါတယ်။သူဘာမှမလုပ်ခင်မှာပဲအစီရင်ခံစာများစွာကသူ့ရှေ့မှာပေါ်လာပါတယ်။ဒီအစီရင်ခံစာတွေထဲမှာအမေရိကရဲ့ထိပ်တန်းလျှို့ဝှက်ချက်အချို့ပါဝင်ပါတယ်။2022ခုနှစ်တုန်းကဘုံပေါက်ကွဲမှုတွေဟာတခြားဘယ်သူမှမဟုတ်ပဲဆရာအကြီးအကဲ Russ နဲ့ကိုယ်တိုင်လုပ်ခဲ့တာဖြစ်တယ်လို့အဲ့ဒီမှာရေးထားပါတယ်။ဒါကိုသူတို့နှစ်ယောက်ပဲသိတယ်တခြားဘယ်သူမှမသိဘူးလို့ဆိုပါတယ်။အခုတော့ Charlie ဟာအင်ခေါ်လိုင်းပြောတာအားလုံးကိုအပြည့်အဝယုံကြည်သွားပါပြီ။ Charlie ချက်ချင်းမေးတယ်မနှက်ဖြန်အကြမ်းဖက်တိုက်ခိုက်မှုဘယ်နေရာမှာလဲလို့အင်ခေါ်လိုင်းကအင်္ဂလန်နိုင်ငံလန်ဒန်မြို့မှာဖြစ်မယ်။ဒါပေမဲ့အတိအကျနေရာကိုတော့မသိဘူးလို့ပြောပါတယ်။ Charlie ကသူမရဲ့နာမည်ရင်းကိုပြောပြလို့ရလားလို့မေးတော့ အင်ခေါ်လိုင်းကအချိန်တန်ရင်သိရပါမယ်လို့ပြောပါတယ်။ဘာလို့သူတို့ကိုကူညီတာလဲလို့ Charlie ကမေးတော့အဲ့ဒါလဲအချိန်တန်ရင်သိရပါမယ်။အခုချိန်မှာတော့သူမဟာသူ့ရန်သူမဟုတ်ဘူးဆိုတာပဲသိထားပါလို့အင်ခေါ်လိုင်းကပြန်ဖြေပါတယ်။ဒီနောက်မှာတော့ Charlie ပင်မအခန်းကနေအပြန်မှာသူ့တငယ်ချင်း Alex နဲ့တွေ့ပါတယ်။ Alex က Charlie အရန်စိတ်ပူနေပုံကိုသတိထားမိပြီးအဆင်ပြေရလားလို့မေးပါတယ်။ Charlie ကခေါင်းနည်းနည်းမှုလို့လေကောင်းလေတက်နည်းနည်းရှူဖို့လိုတယ်လို့ပြောပါတယ်။ Charlie အိမ်ကိုရောက်တော့သူ့ဇနီးကိုဖုန်းဆက်ဖို့ကြိုးစားပါတယ်။အဲ့ဒီမှာပဲလန်ဒန်မှာအကြီးစပွဲတစ်ခုဖြစ်မယ်တေချာပေါက်အကြမ်းဖက်တိုက်ခိုက်မှုကအဲ့ဒီပွဲမှာဖြစ်လောက်တယ်လို့သူသတိရသွားပါတယ်။သူ Miranda ကိုဘာမှမပြောတော့ပဲခရိုင်အဆောက်အုံကိုပဲပြန်သွားပါတယ်။သူ့တထေး Russ ကိုတိုက်ရိုက်သွားတွေ့ပါတယ်။လန်ဒန်မှာအကြမ်းဖက်တိုက်ခိုက်မှုဖြစ်မယ်လို့သူခံစားမိတယ်။ဒါကြောင့်ခရိုင် agent တွေအဲ့ဒီကိုလွတ်တင်တယ်လို့ပြောပါတယ်။ Russ ကစိတ်မပူပါနဲ့တခုခုဖြစ်ချင်ရင်ဆရာကတီးပြီးသားပါလို့ပြောပါတယ်။အဲ့ဒီအချိန်မှာပဲဒုတိယကြီးကဲကသူတို့ကိုရုံးခန်းထဲခေါ်ပါတယ်။အဲ့ဒီကိုရောက်တော့ဒုတိယကြီးကဲကဝမ်းနည်းစွာနဲ့ Charlie ကိုလန်ဒန်မှာအကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ပြီးသူ့ဇနီး Miranda အဲ့ဒီမှာတည်ဆုံသွားတယ်လို့ပြောပါတယ်။ဒါကိုကြားတော့ Charlie ဟာလုံးဝထုံသွားပါတော့တဲ့အမှားယွင်းတစ်ခုခုရှိရမယ်တခြားမျိုးသမီးတစ်ယောက်ဖြစ်မှာပါကျေးဇူးပြုပြီးထပ်စစ်ကြည့်ပါလို့သူကပြောပါတယ်။ဒါပေမဲ့ဒုတိယကြီးကဲကဝမ်းနည်းပါတယ်။ Miranda မရှိတော့ဘူးလို့ပဲထပ်ပြောပါတယ်။အဲ့ဒီနောက် Russell က TV ဖွင့်လိုက်ပါတယ်